အားလုံးပဲမြင်လာပါဒီတစ်ခါမှာတော့ကျွန်တော်ကနေတော့ဒီလိုဘွဲတက်ပုံလေးတွေပေါ့နော်ဘွဲတက်ပုံလေးတွေကိုဒီလိုပုံကိုပုံလှလာလေးထုတ်ရှင်တဲ့လူတွေအတွက်ပေါ့နော်ဒီမှာကျွန်တော်ဒီဘွဲတက်ပုံထုံနည်းလေးတွေပေါ့ထုံနည်းရဲ့နောက်တစ်ခါဒီ Gemini မှာဘယ်လိုမျိုးတော့ထုတ်သွားလဲနောက်တစ်ခါ Gemini မှာသုံးလို့မရတာပေါ့နော်သုံးလို့မရပဲအခက်အခဲဖြစ်နေတဲ့လူတွေအတွက်ဘယ်လိုမျိုးဖြည့်ရှင်းရလဲဆိုတဲ့နည်းအကြောင်းလေးကိုကျွန်တော်ပြောပြပေးသွားမှာပါနောက်တစ်ခါဘွဲတက်ပုံ Photoshop ပုံတွေကိုလည်း Google မှာဘယ်လိုရှာမလဲဆိုတဲ့အကြောင်းတွေနဲ့ကိုယ့်ရဲ့ဒီဘွဲမှာပါတဲ့ဒီကျိုးအရောင်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသွားပြီးတော့တူအောင်ရှားမလဲပေါ့အဲ့လိုမျိုးအကြောင်းအရာတွေကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Gemini မှာသုံးလို့မရတာပေါ့နော်သုံးလို့မရတဲ့အခါမှာ Gemini software ကိုကျွန်တော်တို့ကဘာကြောင့်သုံးလို့မရလဲပေါ့နော် Gemini ဝင်လိုက်တဲ့အခါမှာကျွန်တော်ပြောပြထားတဲ့ဒီမှာပြထားတဲ့ညှားလေးမှာပေါ့နော်ဒီအပေါင်းလက္ခဏာလေးမပေါ်ဘူးပေါ့မပေါ်ဘဲနဲ့သုံးမရတဲ့ဒီလိုပေါ့နော်အဲ့လိုမျိုးအပေါင်းလက္ခဏာလေးမပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ Gemini ကို Google ကို update မြင်ရမှာပေါ့နော် Gemini ဆိုတာတော့ Google product ဖြစ်တဲ့ကြောင့်မို့ update မြင်ရမှာ Google update မြင်မှုဆိုရင် Play Store တွေကိုအရင်ဆုံးကျွန်တော်တို့သွားမှာဖြစ်ပါတယ်Play Store မှာရှာလိုက်မယ်ပေါ့နော်ဒီမှာ Google ဆိုပြီးတော့ကျွန်တော်ပြထားသလိုရိုက်လိုက်ပေါ့နော် Google လို့ရိုက်လိုက်ပြီဆိုလို့ရှိရင်ပုံမှာထိတ်ဆုံးမှာပေါ့နော် Google ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီနေရာလေးမှာအဲ့ Google ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီမှာကျွန်တော်မြားပြထားတဲ့ Google ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီမှာ update မြင်နေတာဖြစ်တဲ့တည်းမှာ open ပေါ်နေတာပေါ့တကယ်တမ်းဆိုလို့ရှိရင်မရတဲ့လူတွေကဒီမှာ update ဆိုပြီးတော့ပေါ်လာမှာပေါ့နော်အဲ့ဒါကို update လေးနှိပ်လိုက်ပေါ့အဲ့ဒါမြင်ပြီးမြင်ဆိုလို့ရှိရင်တော့ Gemini နဲ့ပြန်ပြီးတော့ဝင်ကြည့်ပေါ့ Gemini software တွေပြန်ပြီးဝင်ကြည့်လိုက်ပေါ့နော်ဝင်ကြည့်လို့ရှိရင်ဒီလိုမျိုးအပေါင်းလေးပြန်ပြီးတော့ဒီလိုမျိုးအပေါင်းလေးပေါ်နေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘွဲဓာတ်ပုံပေါ့ဘွဲဓာတ်ပုံကိုနဲ့ကိုယ့်ရဲ့ဘွဲပေါ့နော်သိပ္ပံဆိုရင်သိပ္ပံဘွဲနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဒီကျိုးအယောင်တွေပေါ့နော်အဲ့ဒါဘယ်လိုရှားမလဲဆိုတော့ကျွန်တော်ဒီမှာ Google ထဲကိုအရင်သွားတယ်ပေါ့ Google ထဲသွားပြီးတော့ဒီမှာဘွဲ Photoshop ဘွဲဝစ်စုံများဆိုပြီးတော့ရိုက်လိုက်ပါရိုက်ပြီးတဲ့အခါမှာဒီမှာ image ကိုနှိပ်ပေါ့နော်ကျွန်တော်ခုပြထားတဲ့ image ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ဒီမျိုးဘွဲဝစ်စုံလေးတွေ Photoshop လုပ်တဲ့ဘွဲဝစ်စုံလေးတွေကိုပေါ်လာမှာပေါ့ကျွန်တော်ဒီမှာဒီထက်မှာတပုံရွေးလိုက်ပါပေါ့နော်ကျွန်တော်တို့ကဒါဝိစာဘွဲဖြစ်တဲ့ကြောင့်တပုံရွေးလိုက်မယ်ဒီပုံတပုံရွေးပြီးတဲ့အခါမှာကျွန်တော် screenshot ရိုက်လိုက်ရောဆေးလို့မရတဲ့အောင်ကျွန်တော် screenshot ရိုက်လိုက် screenshot ရိုက်ပြီးတဲ့အခါမှာဒီမှာဘွဲဒီအိုးထုတ်မပါသေးတယ်ပေါ့နော်အိုးထုတ်ပါလို့ရှိရင်ဒါကျွန်တော်တို့ထုတ်တဲ့အခါမှာအဆင်မပြေဘူးပေါ့အိုးထုတ်ကိုကျွန်တော်ဖြတ်ပလိုက်တယ်ပေါ့ဟုတ်ပြီဝစ်စုံသီးတိုင်းယူပြီးတဲ့အခါမှာကျွန်တော်က Gemini နဲ့ကိုပြန်ပြီးတော့ Gemini software တွေကိုပြန်ပြီးတော့ဝင်ပြီးလို့ရှိရင်အပေါင်းလက္ခဏာနှိပ်ပြီးတော့ဘောဝစ်စုံခုနရှာထားတဲ့ပုံထည့်တယ်ထည့်ပြီးတော့နမူနာပြတယ်ဒီပုံလေးနဲ့နမူနာပြပြီနော်ဒီပုံထည့်မယ်ပေါ့ထည့်ပြီးလို့ရှိရင်ကျွန်တော်ခုပြောထားတဲ့စာသားလေးကိုတော့ comment မှာချပေးထားမယ်ပေါ့အဲ့ comment မှာချတဲ့စာသားလေးကိုဒီမှာ copy ယူပြီးတော့ paste ချလိုက်ပေါ့ paste ချလိုက်ပြီးတဲ့အခါမှာဒီမှာမြားလေးကိုနှိပ်လိုက်နော်နှိပ်လိုက်တဲ့အခါမှာဒီမှာခဏလေးစောင့်ပြီးတော့ဒီမှာဘွဲဝစ်စုံနဲ့ဒီမှာပုံပေါ့နော်တကယ်Photoshop လောက်ထားတဲ့ပုံစံမျိုးပေါ့နော်တကယ်အစစ်ထွက်တယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးရပါပြီပေါ့တခြားဘိုးဝိစုံတွေကိုလည်းဒီလိုမျိုးရှာပြီးတော့ကျွန်တော်ပြတဲ့ခုနီးအတိုင်းပဲလိုက်လုပ်လို့ရပါတယ်ကျွန်တော်ရှေ့မှာပြထားတဲ့ဘိုးဝိစုံပုံစံလေးတွေကြိုက်တယ်ဆိုရင်လည်းကျွန်တော် comment မှာ prompt လေးတွေချပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်